ကျွန်တော် headers ပုံနေနဲ့ထိုးတာပါအဲ့ဒါကျွန်တော်တို့ customer sorry ကျွန်တော်ဒီ workshop ဆရာတွေ wiring ဆရာတွေပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြချင်တယ်ဒီမှာ headers ဆိုရင် headers ထိုးတာပေါ့နော်ကက်အကြီးဆိုရင်အကြီးအသေးဆိုအသေးနောက် SSD လည်းရှိတယ်ပေါ့နော်တော့ကျွန်တော်အလုံးလိုက်လဲကြမလို့ပါနောက်တစ်ခုကကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော် granny ကိုကျွန်တော်အစ်စ်ဝင်အောင် granny ပေးမပေးကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုင်ရဲ့ကျွန်တော်ခုနပြောလို့မာကာလေးတွေမှတ်ပေးလိုက်မယ်ကျွန်တော်3လတိတိဒီ power ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီလက်ရှိကျွန်တော်လုပ်ပြလိုက်တဲ့ဖြစ်ချက်နဲ့ပတ်သက်ပြီးတော့3လတိတိပေါ့နော်ကျွန်တော် granny ထည့်ပေးထားတယ်အားလုံးမင်္ဂလာပါ Monster မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ Crown 1000ကျွန်တော်တို့11လောက်ကနေစပြီးလာတာပေါ့နော် Crown 1000ကျွန်တော်17 13လောက်ထိပေါ့နော်14ဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်တို့ cap out လေးနဲ့ဖြစ်သွားတာပေါ့နော်ပုံစံလေးကဒါမျိုးလေးပါ14ရတော့ကျွန်တော်အဲ့ဒါကျွန်တော်18ထိလောက်လာမယ်ထင်တာပေါ့နော် Okay အဲ့တော့ဒီကောင်ကကျွန်တော်တို့ channel အပိုင်းတွေအားလုံးကျွန်တော်တူပါတယ်ဒါပေမဲ့ဒီကောင်ကတော့ head disk နဲ့လာတာပေါ့နော်ကျွန်တော်တို့ model ရဆိုရင်17 12ကျွန်တော်73ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကျွန်တော် customer တွေဒီခါကျမေးတယ်ပတ်တာဆိုတော့အသုံးလုံးလေးအစ်စ်ပုံစံဖြစ်နေတာပေါ့နော်ကျွန်တော်တို့ကတော့ပတ်တာအန်လို့ခေါ်တာပေါ့နော်တခြားလူတွေဘယ်လိုခေါ်လို့မသိကျွန်တော်ဒီလို socket အကြီးနဲ့လာတာပါဒီလို socket အကြီးနဲ့ပေါ့နော်အဲ့တော့ဒီ2000ဒီ17 12လောက်ကစပြီးလို့ကျွန်တော်တို့ဒီ power ဘိုင်းနေပေါ့နော်ဒီလို socket အကြီးနဲ့ဖြစ်သွားတာပေါ့ Okay အဲ့တော့လက်ရှိဒီကောင်ဘာဖြစ်တုံးဆိုကျွန်တော်အရှိမလည်းအလုံးကြီးမနေတော့ဘူးเนาะကျွန်တော်လုပ်ပေးခဲ့ပြီးပြီသူ့ရဲ့ factory fault လို့လည်းကျွန်တော်တို့ပြောလို့ရတာပေါ့เนาะအဓိကတော့ကျွန်တော်တို့ရုပ်လုံးဝမထိုးတော့ဘူး power လုံးမလာတော့ဘူးပေါ့เนาะမလာဘဲနဲ့ကျွန်တော်တို့လုံး power ပျောက်သွားတော့ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ရှိမှာတေချာပေါ့ 100% ဒီ power ပျောက်တဲ့ပြဿနာအချိန်တူတွင်တရက်ထဲနဲ့ကျွန်တော်ရှိမှာ service ကလုပ်လို့ရပြီမန်လေးရဆိုရင်ကျွန်တော်တခါတည်းစောင့်ယူသွားအဲ့လောက်မြန်တယ်ကျွန်တော်လုပ်လို့ရပြီပေါ့နော်အဲ့တော့ဒီမှာအခုလက်ရှိကျွန်တော်တို့အခုနေရနေရကျွန်တော်နှလုံးပို့လိုက်တယ်နေရနောက်ဒီ3လုံးပေါ့နော်တစ်လုံးကတော့ကျွန်တော်တခြားနေရပေါ့နော်ဒီနှလုံးကတော့တခြားနေရပေါ့နော်ဟို3လုံးပေါ့နော်အဲ့တော့3လုံးပြည့်ချက်ကအတူတူပဲကိုကျွန်တော်တို့ဒီနှလုံးကကျတော့သူတို့ကြည့်ရတာတော်တော်လေးနိုင်ထားပုံရတယ်ကျွန်တော် EMMC ဘိုင်းလေးလည်းအကုန်ခွာထားတယ်တခြားဘိုင်းလေးလည်းလိုက်ထားတယ်ပေါ့နော် socket တောင်ပါမလာတော့အဲ့တော့လက်ရှိကတော့ကျွန်တော်သူကတော့ဒီဟာလေးနဲ့ပတ်သက်ပြီးကျွန်တော်ရှိကို service အပ်မယ်ဆိုရင်ကျွန်တော်မျက်ခွက်တွေဒီမျက်ခွက်ကွဲမှာပြုတ်မှာဆိုရင်တော့ကျွန်တော်မျက်ခွက်ထည့်မပေးနဲ့ရတယ်အခုလက်ရှိအပ်လာတယ်ဒီနှလုံးကကျွန်တော်မျက်ခွက်မပါဘူးเนาะဒါကျွန်တော်ရဲ့ဒီစက်ကမျက်ခွက်ကလေးခဏဒီမှာကျွန်တော်ဗီဒီယိုလေးရိုက်ဖို့တော့ပေါ့เนาะအဲ့ဒါကြီးထည့်ထားတာပေါ့เนาะအဲ့တော့မျက်ခွက်ကျွန်တော်ပါမလာလဲရတယ်ကျွန်တော်ဒီဆက်ကလေးကြီးကျွန်တော်ရှိပို့လို့ရတယ်ပေါ့เนาะအပေါ်ဆက်လည်းမလိုပါဘူးဒါမှမဟုတ်ပေါ်ဆက်လည်းမလိုဘူးပေါ့เนาะအဲ့တော့ပို့လို့ရတယ်ပေါ့เนาะအဲ့တော့ဒီကောင်လေးရဲ့အဓိကဟာကကျွန်တော်တို့ power ပြောက်တာပဲเนาะအဲ့တော့ power ပြောက်တော့သူတို့လုံရင်းနဲ့ကျွန်တော် hard disk ဒီပါသွားတာ hard disk တွေပြတ်သွားတာဒါပေမဲ့ဒီကောင်မှာ hard disk ပြတ်တာနည်းတယ်မရှိသလောက်ပဲနည်းတယ်အဲ့တော့ဟိုအခက်မသိလို့လုံရင်းနဲ့ကျွန်တော်တို့ hard disk တွေပြတ်သွားတယ်နောက်ပြီးတော့ဒီ EMMC ဘိုင်းနဲ့ကျွန်တော်ဖြုတ်တယ်လုံရင်းနဲ့program တွေဖတ်ကြည့်မှာပေါ့เนาะအဲ့တော့ဖတ်ကြည့်ရင်လည်းကျွန်တော်တို့ဒီမြေပုံတွေပျောက်သွားတယ်ပေါ့เนาะဒီနှလုံးကတော့ကျွန်တော် power ဘိုင်းလည်းဖြစ်တယ် hard disk လည်းလိုလဲရတယ်ပေါ့เนาะအဲ့တော့အဓိကတော့ကျွန်တော်ရှိမှာဘာမှနှိုက်မထားဘူးဆိုရင်ဈေးနှုန်းလည်းတက်တာမယ်နောက်တစ်ခုကအချိန်လည်းကျွန်တော်တို့မန်လေးရဆိုရင်တခါတည်းစောင့်ယူတာနေရဆိုရင်ကျွန်တော်ရှိဒီနေ့ရောက်တယ်ကျွန်တော်မနက်ပိုင်းရောက်တော့ဆိုရင်ညနေပိုင်းကျွန်တော် packing ပြန်ထုတ်ပြီးတော့ပို့ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အလုံးလိုက်လဲကြမလို့ပါနောက်တစ်ခုကကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော် granny ကိုကျွန်တော်အစ်စ်ဝင်အောင် granny ပေးမပေးကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုင်ရဲ့ကျွန်တော်ခုနပြောလို့မာကာလေးတွေမှတ်ပေးလိုက်မယ်ကျွန်တော်3လတိတိဒီ power ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီလက်ရှိကျွန်တော်လုပ်ပြလိုက်တဲ့ဖြစ်ချက်နဲ့ပတ်သက်ပြီးတော့3လတိတိပေါ့နော်ကျွန်တော် granny ထည့်ပေးထားတယ်အဲ့တော့အစ်စ်ဝင်အခုလက်ရှိအစ်စ်ဆိုတာလည်းဒီကောင်လေးကကျွန်တော်ပြည်နှံချပေးလာတာပေါ့နော်ကားဖြုတ်ပေါ့နော်အဲ့တော့ကျွန်တော် service လုပ်ထားတာတော့3လကျွန်တော်ပေးတယ်ကျွန်တော်ပိုင်းရတော့ပေါ့နော်အဲ့တော့ဈေးလဲကျွန်တော်တို့3ကြိုးတချိုးပဲကျွန်တော်ရှိမှာ service လုပ်တာဥမာဒီဆက်ရဲ့ကျွန်တော်15သိန်းဆိုရင်ကျွန်တော်တို့5သိန်းပဲကြာမယ်ကျွန်တော်330ဆိုရင်9သိန်းဝန်းကျင်လောက်ပဲကြာမှာပေါ့နော်โอเคအဲ့တော့ဒီလက်ရှိဈေးပေါ်မူတည်တာပေါ့နော်အခုကျွန်တော်ကတော့ဒီဟာတွေကတော့ကျွန်တော်အခုဒါဈေးနှုန်းကတော့ကျွန်တော်အခုဒါပုံမှန်ဈေးတော့ယူလို့မရတော့ဘောနော်ဒီနှလုံးကတော့
ကျွန်တော်နည်းနည်းလေးပိုးယူရတာပါဆို hard disk လေးလစ်သွားလို့ပေါ့နော် okay အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှိမှာ service လုပ်လို့ရပြီပေါ့နော်အမြင့်တွေမှာဒီຢာတွေမဟုတ်ကျွန်တော်ဒီမှာဒီ CD မှာကျွန်တော် Land Cruiser မှာလည်းအဲ့လိုပဲဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ Lexus 570တွေရှိမယ်နောက်460တွေရှိမယ်နော်အဲ့တော့အများကြီးရှိတယ်သူရဲ့ဒီ CD မှာကျတော့ဒီ for လေးကဒါမျိုးလေး power ပျောက်တဲ့အပိုင်းပေါ့နော်အဲ့တော့ကျွန်တော်ရှိမှာအာမခံနဲ့လုပ်လို့ရပြီပေါ့နော် okay အဲ့လေကျွန်တော်အခုဒါ service ပြီးတဲ့ဟာကိုကျွန်တော်လည်းအခု test လုပ်ပြမှာဖြစ်တယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင်ပေါ့နော် okay ကျွန်တော်ဗီဒီယိုလေးရှင်းသွားမှာမလို့ကျွန်တော်သုံးလုံးဆန်းမပြတော့ဘူးเนาะကျွန်တော်အောက်ဆုံးလုံးလေးပဲဆန်းပြမယ် okay ဒီနားမှာကျွန်တော်တစ်ချက်ရှင်းပြချင်တာပေါ့เนาะကျွန်တော်တို့ဒီ head disk နဲ့ဆိုရင်ဒီကျွန်တော် screen မှာပေါ့เนาะ head disk နဲ့ဆိုရင် head disk ပုံလေးနဲ့ထိုးတာပေါ့เนาะကျွန်တော် head disk ပုံလေးနဲ့ထိုးတာပါအဲ့ဒါကျွန်တော်တို့ customer sorry ကျွန်တော်ဒီ workshop ဆရာတွေ wiring ဆရာတွေပေါ့เนาะအဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြချင်တာဒီမှာ head disk ဆိုရင် head disk ထိုးတာပေါ့เนาะကက်အကြီးဆိုရင်အကြီးအသေးဆိုအသေးနောက် SSD လည်းရှိတယ်ပေါ့เนาะကျွန်တော်ရှိပါတော့ software ဘိုင်းနဲ့ပတ်သက်ပြီးတော်တော်များများတော့အကုန်လုံးရနေပါပြီဒီကျွန်တော်လုပ်ဖူးတာတော့ကျွန်တော်2020နဲ့ကျွန်တော်34ပေါ့နော်လက်ဆက် LS 600ထိကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော် power ဘိုင်းတွေပျောက်သွားတာပေါ့နော် program ဘိုင်းတွေပျောက်သွားတယ်အဲ့ဒါလေးကျွန်တော်လုပ်ဖူးတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ SSD နဲ့ဖြစ်သွားပြီပေါ့နော်အဲ့ဒီ software တွေကစားကျွန်တော်အကုန်လုံးကျွန်တော်ထဲမှာစုဆောင်းထားပြီးပါပြီ okay အဲ့တော့ကျွန်တော်ဒီမှာမြေပုံလဲပေါ်တယ်ပေါ့နော်ကျွန်တော်နောက်ထပ် cloud device နဲ့ထပ်ပြီးရွှေ့ပြီးစမ်းပြမှာမလို့လောဆယ်ဗီဒီယိုလဲရှည်သွားမှာမလို့ပေါ့နော် okay အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှိမှာ power လုံးပျောက်တဲ့ဟာတွေအချိန်တိုတွင်ကျွန်တော်တို့ service လုပ်လို့ရပါပြီကျွန်တော် one star မှာပေါ့နော် okay အားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြတာပေါ့နော်